Hi guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ယူရီကအားလုံးကိုမြန်မာနိုင်ငံမှာထွက်ပေါ်လာတာမကြသေးတဲ့ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးရှင်းပါတယ်အဲ့ဒီဂိမ်းလေးက EU234 ဆိုတဲ့ဂိမ်းလေးပဲဖြစ်ပါတယ်အဲ့ဒီ EU234 ဂိမ်းလေးရဆိုလို့ရှိရင်ဂိမ်းကစားရိုးလွယ်ကူစာနဲ့လွယ်ကူရိုးရှင်းတဲ့ဂိမ်းကစားနေနဲ့ဂိမ်းကစားနည်းနဲ့ကစားလို့ရပြီးတော့မှရုပ်ပေါ်အရေးအတွေ့ကောင်းမှုမိဂိမ်းဒီဇိုင်းနဲ့ရမ်းမိုက်တာဖြစ်တဲ့ကြကြောင်းမလို့ဝင်ရောက်ဆော့ကစားကြည့်လိုက်တော့နော် EU234 อ่ะဆိုလို့ရှိရင်မြန်မာကစားသမားတွေအတွက်အယုံကြည်ရဆုံးနဲ့စိတ်အရှရဆုံး platform တစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုပဲဝင်ရောက်ပြီးအခုပဲအပေါ်ဝင်တွေရှိုက်လိုက်ကြတော့နော် EU234 ရဲ့အားသာချက်တွေကဘာလဲဆိုတော့အကောင့်ကိုအခမဲ့မှတ်ပုံတင်ပြီးတော့မှကစားရတာပျော်စရာလည်းကောင်းတယ်စိတ်လှုပ်ရှားစရာလည်းကောင်းတယ်လို့ဂိမ်းပေါင်းများစွာပေါ့နော်ရေပန်းစားနေတဲ့ဂိမ်းပေါင်းများစွာကိုတနည်းအားဖြင့်မှာပဲဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ယူရီကတခါတည်းပြပြီးမယ်ပေါ့နော်ဒီမှာပါရှင်ဒီမှာပါနော်ဒီရဲ့ EU234 မှာဆိုလို့ရှိရင်ဂိမ်းပေါင်းများစွာကိုတနေရာထဲမှာပဲဆော့ကစားလို့ရမှာပဲဖြစ်ပါတယ်ဒီမှာပါရှင်ဒီရဲ့ပေါ့နော်ဂိမ်းဝါသနာရှင်တွေပေါ့နော်ဂိမ်းဝါသနာရှင်တွေအားလုံးအတွက်ဆိုလို့ရှိရင်ဒီရဲ့ EU234 ဂိမ်းလေးကဒီရဲ့ application လေးကအရန်နဲ့ကိုအသုံးဝင်မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအရန်ရေပန်းစားနေတဲ့ slot game များစွာကိုတနည်းအားဖြင့်မှစုံစုံလင်လင်နဲ့လောက်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်နဲ့ကိုအဆင်ပြေပါတယ်ရှင်။နောက်တစ်ခုကဘာလဲဆိုတော့အကျိုးခံစားခွင့်တွေအနေနဲ့အရှားအဖွဲ့ဝင်တွေကိုဖိတ်ခေါ်ပြီးတော့လေ bonus တွေရရှိနိုင်မှာပဲဖြစ်ပါတယ်။ downline တွေကိုဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့်လည်းအပေါ်ဝင်ငွေတွေရရှိမှာပဲဖြစ်ပါတယ်။ဝင်ငွေတွေထွက်ငွေဝင်ငွေအတွင်းရှင်ဝင်ငွေထုတ်ခြင်းတွေကိုမြန်ဆန်စွာဆောင်ရွက်ပေးနိုင်ခြင်းကလည်း EU234 ရဲ့အားသာချက်တစ်ခုပဲဖြစ်တယ်ပေါ့နော်ပြီးတော့ကြတော့ EU234 ရဲ့လှုပ်ဆောင်မှုအဆင့်ဆင့်ကိုလည်းယူရီကတိကျပြပေးပါမယ်ရှင် EU234 ကိုဂိမ်းစရှင်ဖွင့်ရှင်တဲ့လူတွေကဆိုလို့ရှိရင်ပထမဆုံး EU234 မှာဆိုလို့ရှိရင်ဒီလိုလေးပေါ်လာပါပါရှင်ဒီလိုလေးပေါ်လာလို့ရှိရင်နံပါတ်1အနေနဲ့ယူရီတို့ကဒီရဲ့ထိပ်မှာမှတ်ပုံတင်မှာဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါလေးကိုပထမဆုံးနှိပ်ပေးရပါမယ်နံပါတ်2အချက်အနေနဲ့တော့ယူရီတို့ကဒီမှာနာမည်ဖုန်းနံပါတ်တွေလှုပ်ဝက်နံပါတ်တွေဆိုပြီးတော့မှ game account ကိုဖွင့်ဖို့အတွက်နံပါတ်2ဆိုပြီးတော့မှဒီမှာယူရီတို့ကပြထားပေးပါပြီးတော့နောက်တစ်ခုကယူရီတို့ဒီမှာအကုန်ဖြည့်ပြီးပြီဆိုလို့ရှိရင်အောက်မှာကြော်ညာရီ promotion တွေကိုလက်ခံမှုအတွက်အချက်ကလေးပါပါတယ်အဲ့ဒါပြီးရင်အောက်မှာထပ်ပြီးတော့မှတ်ပုံတင်ရန်ကိုနှိပ်ပေးလိုက်လို့ရှိရင်ယူရီတို့က game account ဖွင့်ပြီးမှာပဲဖြစ်ပါတယ် game account ကိုဖွင့်ရုံနဲ့ယူရီဒီမှာပါနော်အဲ့ဆိုရင်မှတ်ပုံတင်မြန်လို့မှတ်ပုံတင်ရန်ကိုနှိပ်လိုက်ပါလို့ရပါပြီရှင်ယူရီတို့ကအကောင့်ကိုမှတ်ပုံတင်ပြီးတာနဲ့ bonus အနေနဲ့9000ရရှိမှာပဲဖြစ်ပါတယ်ရှင်ယူရီတို့ကပထမဆုံး member ပထမဆုံးသွင်းငွေအဖြစ်200% bonus ပေးထားတာလည်းဖြစ်ပါတယ်200% bonus ပေးထားတာလည်းဖြစ်ပါတယ်ရှင်ပြီးတော့ကြတော့ကိုယ့်ရဲ့အဖွဲ့ဝင်တွေကိုကိုယ့်ရဲ့တငယ်ချင်းတွေကိုအဖွဲ့ဝင်ဖြစ်ခေါ်သွင်းရုံနဲ့လေ bonus တွေအများကြီးရရှိမှာပါပြီးတော့ပထမဆုံး member တွေကပထမဆုံးနေ့စဉ်သွင်းငွေအဖြစ်10% bonus ကိုလည်းရရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ EU234 လေးကိုစမ်းပြီးတော့မှကစားကြည့်ဖို့ဖိတ်ခေါ်ပါတယ် EU234 မှာဆိုလို့ရှိရင် EU234 မှာဆိုလို့ရှိရင်ဒီရဲ့ EU234 မှာဆိုလို့ရှိရင်ပေါ့နော်ဂိမ်းပေါင်းများစွာကိုတနေရာထဲမှာစုစည်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂိမ်းဝါသနာရှင်တွေအတွက်အရန်ကိုအဆင်ပြေပါတယ်ရှင်ဒါကြောင့်မို့လို့ EU234 နဲ့ EU2